ကိုတခုခုလှုပ်ချင်တဲ့အရာကိုအများကဝေဖန်မှာဆိုလို့အများရဲ့အမြင်ကြောင့်မလို့မလှုပ်လိုက်တာကကျမတို့မှာရှိတဲ့လှုပ်လိုက်စွမ်းနေကျမတို့မှာရှိတဲ့ကိုယ်ပိုင်အလင်းတွေကိုမှိန်လိုက်တာနဲ့အတူတူပါပဲအဲ့တော့တခုခုကိုလှုပ်မယ်ဆိုရင်ဒါကဒီလိုဖြစ်သွားမလားဟိုလိုဖြစ်သွားမလားကြောက်စိတ်တွေရှိတယ်ကျမမှလည်းအခုထိရှိတော့မယ်ဒီမတိုင်ခင်ကဆိုရင်ဒီထက်တောင်ရှိသေးတယ်အဲ့တော့အင်ကြီးလှလှလေးများကိုပွဲတစ်ခုကိုဝတ်သွားမယ်ဆိုရင်ငါပွဲမှာအထင်းဆုံးများဖြစ်နေမလားကောင်းမှမလားစသဖြင့်ဘာမှလည်းမစားဘူးပြန်တွေးကြည့်တော့လေနော်အဲ့လိုမျိုးကကျမတို့ဘာနဲ့တူလဲဆိုတော့ကျမတို့ကတောက်ပလာပြီဆိုရင်အကုန်လုံးရဲ့အမြင်တွေကကိုယ်စီရောက်လာတယ်ရောက်လာရင်ကိုယ်ကြိုက်တဲ့လူလည်းရှိတယ်ကိုယ်မကြိုက်တဲ့လူလည်းရှိနိုင်တယ်ဒါပေမဲ့ကျမတို့လူတဘာဝကကျမကိုယ်တိုင်ဖြစ်တာဘာလဲဆိုတော့ကိုယ်ကြိုက်တဲ့လူပဲရှိစီနေတာအဲ့ဒါကျမတို့မှားနေတာကျမတို့ကိုလူတိုင်းမကြိုက်နိုင်ဘူးဒီစကားကိုလူတိုင်းကြားဘူးပြီးသားဆိုတော့ကျမသိပြီးသားဒါပေမဲ့အဲ့လိုမျိုးကိုကိုယ့်ရဲ့နှလုံးသားတွေကလက်ခံဖို့အတွက်ကျမဒီမှာမျှဝေခြင်းဖြစ်တယ် You are not for everyone သင်ဟာလူတိုင်းအတွက်မဟုတ်ဒါပေမဲ့လူတိုင်းအတွက်မဟုတ်တာသိပေမဲ့အဲ့ဒီကိုယ့်အတွက်မဟုတ်တဲ့သူကကိုယ့်ကိုချိုးသည်ခါသည်မှန်သည်မှားသည်လှသည်မလှသည်ဝေဖန်တာကိုကဘာကြောင့်ကြောက်နေတာလဲကိုကဘာကြောင့်ကြောက်နေရလဲအဲ့ဒီလူတွေကတစ်ချိန်ကိုပြန်ချစ်လာနိုင်တယ်လို့ကိုကိုချစ်တဲ့လူတွေကလည်းတစ်ချိန်ကိုဘာတွေလုပ်နေလဲမသိဘူးဆိုပြီးစွန့်ခွာသွားတဲ့သူလည်းရှိနိုင်တယ်ဆိုတော့ကျမဆိုလဲလူတိုင်းသဘောကျအောင်လုပ်ချင်တာလူတိုင်းကို people pleaser လိုမျိုးလုံးဝ yes လိုက်လုပ်ချင်တာဘာလို့လဲလူတိုင်းကကိုယ်သဘောကျစေချင်တာအဲ့လိုပဲကျမလုပ်လိုက်တဲ့အရာတစ်ခုကိုလူတိုင်းကနှစ်ချိုက်စေချင်တာ nope လူတိုင်းမနဲ့ချိုက်နိုင်ဒါလူတိုင်းသိတယ်ဒါပေမဲ့ဒီနှလုံးသားထဲမှာလက်ခံပြီးတော့တကယ်လုပ်ရဲဖို့ဆိုတာအချိန်နဲ့ practice လို့လေအဲ့လိုလုပ်ရဲဖို့အတွက်ဘာလို့အပ်လဲလို့ကျမကိုမေးတယ်ဆိုရင်အခုချိန်ကစပြီးတော့လှုပ်ချင်တာကိုဖြည်းဖြည်းတည်တည်လေးစလုပ်ကြည့်ပါ one step ခြေလမ်းလေးတစ်ခုပဲစလုပ်ကြည့်ပါအခုကစင်မြင့်ပေါ်မှာဟောပြောမှာကြောက်တဲ့သူတွေကိုလာအယောက်1000ရှိတဲ့စင်းပေါ်ငါတင်ပေးမယ်ဆိုမရသေးဘူးကို2ယောက်ရှိမှစပြောကြည့်မလား9ယောက်ရှိမှစပြောကြည့်မလား maybe ကိုကစကားဝိုင်းထဲမှာစတင်နေတဲ့အချိန်မှာဘာမှမပြောတဲ့သူဒါပေမဲ့တဖြည်းဖြည်းလေးစပြီးပြောကြည့်မလားအဲ့လိုလေးကနေငါမကျောင်းသားတွေမှာလည်းရှိတယ်ငါမသွားရင်တို့တွေကဲ့ရဲ့ကြမလားဆိုတာရှိသေးတယ်လှုပ်ကြည့်လိုက်ပါ okay အဲ့တော့ကိုယ်မှာရှိတဲ့အလင်းရောင်တွေကိုတစ်ဖက်သူကဘလို့မြင်မှလဲထင်မှလဲဆိုတဲ့စိတ်နဲ့မမိန်လိုက်ပါနဲ့ကျမတို့လူတိုင်းတောက်ပပိုင်ခွင့်အပြည့်အဝရှိတယ်တောက်လဲတောက်ပါနိုင်တယ်ကိုယ့်ရဲ့အစွမ်းစားကိုဖော်ထုတ်ပါကျမတို့ကလူတိုင်းအတွက်မဟုတ်ပါဘူး You are not for everyone မှာအဲ့လိုကျေးဇူးအများကြီး